အလောက်လောက်ချိန်ပြီးသွားပြီးတော့ခဏထိုင်နေုံနဲ့ရုတ်တရက်လုံးဝထိုင်မိုင်းသွားတယ်ပင်မတာထက်အာရင်ကုန်ခန်းနေတယ်လို့စိတ်နဲ့ကိုယ်မကတ်တယ်လို့ခံစားချက်မျိုးဖြစ်နေတယ်ထူးဆန်းတာကတနေ့လုံးဘာမှပင်ပန်းမလုပ်ခဲ့ရသေးဘူးဆိုတာပါပဲဒါဆိုဘာလို့ဒီလိုပင်ပန်းတဲ့ခံစားချက်ဖြစ်နေရတာလဲကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရတော့ဒီလိုပင်ပန်းရတဲ့အဓိကအကြောင်းရင်းကစိတ်ဖိစီးမှုတွေတနေ့ကုန်အလုပ်တကြီးဇက်တိုက်လုပ်နေရတဲ့အကြောင်းပဲဖြစ်ပါတယ်ဒီလိုအခြေအနေကို cognitive fatigue လို့ခေါ်ပြီးအလုပ်လုပ်တဲ့နေရာမှာတစ်ခုပြီးတစ်ခုလုပ်ရတာဆုံးဖြတ်ချက်တွေအမြဲချနေရတာနဲ့ meeting တွေဇက်တိုက်တက်နေရတာတွေကြောင့်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်ဒါအပြင်နေ့စဉ်မလိုလားအပ်တဲ့အလုပ်တွေအရေးမကြီးတဲ့အကြောင်းအရာတွေကလည်းစိတ်ကိုတဖြည်းဖြည်းပင်ပန်းနွမ်းနေစေပါတယ်ပြီးတော့လိုအပ်တဲ့အချိန်မှာလုံလောက်စွာအနားယူဝေးမရှိတာကလည်းပင်ပန်းမှုကိုပိုဆိုးစေပါတယ်ဒီလိုစိတ်ဖိစီးမှုတွေပင်ပန်းနွမ်းနေမှုတွေကိုဘယ်လိုပြန်လည်ကုစားမလဲဆိုရင်အရေးဝအောင်အိပ်ပါနေ့စဉ်အနည်းဆုံး9နာရီကနေ9နာရီထိကောင်းမွန်စွာအိပ်ဆက်ဖို့လိုပါတယ်အာဟာရပြည့်ဝတဲ့အစားအသောက်တွေစားသုံးပါဗီတာမင်အများဆုံးပါဝင်တဲ့အစားအစာတွေကိုဦးစားပေးစားသုံးရပါမယ်စိတ်ဖိစီးမှုကိုစီမံနိုင်အောင်လုပ်ပါဥပမာတခြင်းနှားထောင်ခြင်းစားဖတ်ခြင်းစတဲ့ကိုယ်ဝတ္တနာပါတဲ့အရာတွေကိုလည်းပုံမှန်လုပ်ဆောင်ပြီးတော့စိတ်ဖိစီးမှုကိုလျှော့ချလို့ရပါတယ်ရေကိုပုံမှန်တောက်ပါတစ်နေ့တာလုံးမှာရေကိုများများတောက်ဖို့လိုပါတယ်ဒီနေ့ကိုအများဆုံးရေ 3.7 လီတာလောက်ထိတောက်ဖို့လိုပါတယ်လေ့ကျင့်ခန်းနေ့စဉ်လုပ်ပါကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းကခန္ဓာကိုယ်ကိုကြိုက်ခိုင်စေပြီးစိတ်လက်ပေါ်ပါစေပါတယ်အလုပ်အတွင်းနားချိန်သတ်မှတ်ပါအလုပ်တစ်နာရီလုပ်ပြီးတိုင်းနားချိန်မိနစ်အနည်းငယ်ပေးပြီးအနားယူပါလိုအပ်ပါကကျွမ်းကျင်ဆရာဝန်တွေစီကအကြံယူပါပင်မနာတွေဇက်တိုက်ကြုံလာတဲ့အခါကျန်းမာရေးပြဿနာတစ်ခုခုရှိနေနိုင်ပါတယ်ဒါကြောင့်ဆရာဝန်ဒါမှမဟုတ်စိတ်ကျန်းမာရေးပညာရှင်နဲ့တိုင်ပင်ဖို့လိုပါတယ်အလုပ်ပြီးတိုင်းပင်မတက်တာကပုံမှန်ဖြစ်နေကြအရာတစ်ခုတော့မဟုတ်ပါဘူးဒါကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေပေါင်းပြီးဖြစ်လာတာပဲဖြစ်ပါတယ်တကယ်လိုအပ်တဲ့အရာကအနားယူတာတစ်ခုတည်းမဟုတ်ပဲပင်ပန်းစေတဲ့အကြောင်းအရင်းမြစ်ကိုနားလည်ပြီးစနစ်တကျဖြည့်ရှင်းဖို့ပဲဖြစ်ပါတယ်အနားယူနေုံတစ်ခုတည်းနဲ့တော့ပင်ပန်းမှုတွေပျောက်သွားမှာမဟုတ်ပါဘူးတကယ်သက်သာလာဖို့ဆိုရင်အလုပ်တွင်မှာအနားယူခြင်းအရေးပေါ်အောင်အိတ်ခြင်းစိတ်ဖိစီးမှုလျှော့ချခြင်းနဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေလုပ်ပြီးကျန်းမာရေးကိုဂရုစိုက်ဖို့လိုပါတယ်ဒီအရာတွေအကုန်လုံးကိုပေါင်းစပ်ပြီးမှသာပင်ပန်းနွမ်းနယ်မှုတွေရောကြပြီးသက်သာလာမှာပဲဖြစ်ပါတယ်